မျိုးသားတယောက်ဟာအေးယားမစပါအုံးမွေအုပ်ကြီးရဲ့ရစ်ပတ်ချင်းကိုခံထားရပေမဲ့ကြောက်ရွံ့ခြင်းမရှိဘဲအဲ့ဒီအချိန်တွေကိုတာယာရောက်ရဲနေတယ်လို့ခံစားနေရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့လက်အောက်ငယ်သားတယောက်ရောက်လာပြီးလူတယောက်ကမြောက်စစ်တီတက်မတော်ကြီးကိုဥဆောင်ပြီးဒီကျွန်းစီကိုအပြင်းထန်စစ်ချီလာနေတယ်လို့သတင်းပို့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့မျိုးရိုးအပြင်ကရန်သူဟာကြောက်စရာမလိုဘူးဆိုပြီးယုံကြည်ချက်အပြည့်ရှိနေပါတယ်။မြောက်မင်းရဲ့အမိတ်ပေးတံနဲ့အတူထူထပ်လာတဲ့မြောက်စစ်တီတော်ကြီးဟာရှေ့ကိုအရှိန်ဟုန်နဲ့တိုးဝင်လာကြပါတယ်။ဒါပေမဲ့မျိုးရင်းကခုခံစစ်သမားတွေကလည်းကောင်းကောင်းပြင်ဆင်ထားကြပါတယ်။အော်ဘီလူတွေဟာမီးလုံးတွေပြစ်လွတ်ဖို့အတွက်ခလုတ်တွေကိုတင်းကျပ်ထားပြီးပြစ်ခတ်မဲ့နေရာတွေမှာအစဉ်သင့်ပြင်ထားကြပါတယ်။တမှုရဲ့အချက်ပြမှုနဲ့အတူအောက်တွေကတူတွေနဲ့ထူပြီးပြစ်လွတ်မှုခလုတ်ကိုနှိပ်လိုက်ပါတယ်။အဲ့ဒီခါမီးလုံးမြောက်များဟာမိုးပြန်ကြေကျွေးတယ်လို့ကောင်းကင်ရံကိုဖျက်တမ်းပြီးမြောက်တက်မတော်တဲ့ကိုကြားရောက်ပေါ်တကွဲပါတော့တယ်။စစ်မြေပြင်တစ်ခုလုံးချက်ချင်းပဲမီးဟုံးဟုံးတောက်သွားပြီးအသေးပြောင်များပြခဲ့ပေမဲ့မြို့ကိုတိုက်ခိုက်မဲ့မြောက်တွေရဲ့စိတ်ပိုင်းဖြတ်မှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။မမျှော်လင့်ပဲရန်သူကဖျက်အားပြင်းလက်နက်ကိုတုံးလိုက်တာကြောင့်အချိန်တိုအတွင်းမှာမြောက်စစ်တီအများပြားတိတ်ဆုံးခဲ့ရပါတယ်။မြောက်မင်းရဲ့အသက်ပါအန္တရာယ်ရှိနေတဲ့အချိန်မှာပဲရုတ်တရက်ပေါ်လာတဲ့မြတစင်ကသူ့ကိုဘေးရန်နေရကနေကယ်တင်ပေးလိုက်ပါတယ်။ဒါဟာစစ်မြေပြင်ကိုအချိန်မီကူညီဖို့ရောက်လာတဲ့ Frank ပဲဖြစ်ပါတယ်။သူဟာလဲပတ်နေတဲ့ဘီးတွေပေါ်ကကျိုးတွေကိုတိတိကျကျပစ်ခတ်ပြီးအဲ့ဒီတေစီနိုင်တဲ့လက်နက်တွေကိုမြန်မြန်ဆန်ဆန်ပဲဖျက်ဆီးပစ်လိုက်တာကြောင့်မြောက်တက်မတော်အတွက်အရေးပေါ်ခြေအနေကိုဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးမြောက်တွေဟာမျိုးရိုးပေါ်ကိုအလင်းမြန်တက်ရောက်ခဲ့ကြပြီးနှစ်ဖက်စလုံးအနီးကပ်ပြင်းထန်စွာတိုက်ခိုက်ကြပါတော့တဲ့ဖျက်လက်တဲ့မြောက်တွေနဲ့ရင်ဆိုင်ရတဲ့အခါကြီးမားပြီးလေးလံထုံထိုင်းတဲ့အောက်တွေဟာမင်းရင်နိုင်ပဲပြန်လဲမခုခံနိုင်တော့အောင်အရိုက်ခံနေရပါတယ်။တစ်ချိန်တည်းမှာပဲ Frank ကလည်းအနီးကပ်လိုက်ပါလာပြီးစစ်မြေပြင်ထဲကိုခန့်ညားစွာဆင်းသက်လာပါတယ်။ရန်လိုနေတဲ့ရန်သူတွေကိုရင်ဆိုင်ရပေမဲ့သူဟာကြောက်ရွံ့ခြင်းမရှိပါဘူး။သူ့ရဲ့နတ်မင်းသုံးလေးတော်နဲ့တစ်ချက်ပစ်လိုက်ရုံနဲ့ရန်သူတွေကိုလွတ်ထွက်သွားစေပါတယ်။လူမိုက်အော့တကောင်ကနောက်ကနေချောင်းတိုက်ဖို့ကြိုးစားပေမဲ့ Frank ကမြေပြင်ပေါ်ရိုက်လဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအော့စစ်တပ်ရဲ့တပ်မှုက Frank ကိုတတိထားမိသွားပြီး Frank ကလည်းသူ့ကိုမြင်သွားပါတယ်။ရန်သူတီနေရာကိုအတီးပြုပြီးနောက်Frank ဟာမျိုးရိုးအပြင်ဘက်ကိုအမြန်ခုန်ချပြီးရန်သူလက်ဘက်ကိုမြတစင်နဲ့တိတိကျကျပစ်ခတ်လိုက်ပါတယ်။ဒီလိုနဲ့ပဲသူဟာအောက်တက်မှုကိုအလွယ်တကူတက်ပစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းမြောက်တက်မတော်အတွက်မြို့တကားဖွင့်ပေးဖို့မြောက်မင်းကမျိုးရိုးပေါ်ကိုအမြန်တက်ပြီးတကားဆောင်နေတဲ့အော့ဖရဲမက်ကိုလင်းမြန်စွာနှိမ်နင်းလိုက်ပါတယ်ပြီးတော့သူ့ရဲ့အားရှိသမျှသုံးပြီးဆက်မောင်းနှံကိုလှည့်ကာတကားကိုဖွင့်ပေးလိုက်ပါတယ်အဲ့ဒီနောက်ရေတွက်လို့မရတဲ့မြောက်စစ်တီတွေဟာမြို့ထဲကိုတိုးဝင်လာကြပါတယ်ဒါပေမဲ့သူတို့မြို့တကားထဲဝင်လာပြီးတိတ်မကြခင်မှာပဲအပူချိန်မြင့်မားတဲ့မီးရန်ကြီးတစ်ခုကသူတို့စီပြေးဝင်လာပြီးမြောက်များကိုဝါမျိုးသွားပါတယ်မီးရန်တွေငိမ့်သွားတဲ့အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီးမြောက်တစုကမြို့တကားထဲကိုတတိကြီးစွာနဲ့ပြန်ဝင်လာကြပါတယ်ရုတ်တရက်ခန္ဓာကိုယ်အလွန်ကြီးမားတဲ့ဘီလူကြီးတစ်ကောင်ကသူတို့လမ်းကိုပိတ်ဆို့လိုက်ပါတယ်ဒါကိုမြင်တော့မြောက်ကောင်းဆောင်ကဒေါသတကြီးနဲ့ရှေ့ကိုပြေးဝင်တိုက်ပေမဲ့တတိလက်လွတ်ဖြစ်ပြီးရန်သူခွန်အားကိုအထင်သိမိတာကြောင့်ချက်ချင်းပဲပြန်လည်ရိုက်ထုတ်ခြင်းခံလိုက်ရပါတယ်နောက်တစ်စက္ကန့်မှာတော့သူဟာမြို့တကားအပြင်ဘက်ကိုလွတ်ထွက်သွားပါတယ်ဘလူးကြီးရဲ့မန်တက်နေတဲ့ပုံစံကိုမြင်တော့ Frank ကချက်ချင်းလေးကိုပြင်ပြီးပြစ်ဖို့ပြင်ဆင်ပါတယ်ဒီလိုအသက်လူရမယ့်အရေးကြီးတဲ့အချိန်မှာရန်သူလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး Frank ကချက်ချင်းပဲကယ်တင်ဖို့လှုပ်ရှားလိုက်ပါတယ်သူပြစ်လိုက်တဲ့မြဟာဘလူးကြီးရဲ့လက်မောင်းကိုတိတိကျကျမှန်သွားပါတယ်ဒီတစ်ချက်ကဘလူးကြီးကိုအရှုံးမပေးစေတာကြောင့် Frank ဟာနှလုံးသားကိုမျှမှန်တဲ့အထိနောက်ထပ်များတွေနဲ့ထပ်ပစ်လိုက်ပါတယ်အဲ့ဒီတော့မှဘလူးကြီးဟာလဲကျတည်ဆုံးသွားပါတော့တယ်တေချာတာကတော့ဒီဘီလူးကြီးဟာခွန်အားကိုပဲအားကိုးတဲ့ရန်သူဖြစ်ပြီးအဝေးပြစ်တိုက်ခိုက်မှုတွေကိုတော့မရှင်းနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲယာဝနာကစစ်မြေပြင်ထဲဝင်ရောက်လာပါတယ်သူကလက်တစ်ချက်ဝေးရမ်းလိုက်ပြီးလင်းတော်အုပ်ကြီးကိုစစ်မြေပြင်စီဆေလွတ်လိုက်ပြီးမြောက်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်